အားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့2026ခုနှစ်ဇန်နဝါရီလ15ရက်နေ့အတွက်ခုံနှုံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့စံပါဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့ဖလမ်းမြို့နယ်ထဲလေကြောင်းတိုက်ခိုက်ခံရမှုမှာဖျားเจ้าနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးတဲ့သတင်းအိန္ဒိယမြန်မာနယ်စပ်တမုခရိုင်ထဲမှာ9နှစ်တာကာလအတွင်းစစ်ကော်မရှင်တပ်ကြောင့်အပြစ်မဲ့ပြည်သူ190နီးပါးတည်ဆုံသွားတဲ့သတင်းနဲ့ချင်းနဲ့စကိုင်းမှာစစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့်ဒီဇင်ဘာလတလအတွင်းမှာတည်ဆုံသူအယောက်40ရှိတယ်လို့ WJ ထုတ်ပြန်စတဲ့သတင်းတွေတင်ဆက်ပေးသွားပါမယ်အခုအဦးဆုံးတင်ဆက်ပေးမှာကတော့စမီနယ်ဖလမ်မြို့နယ်လန်တဲကြီးရွာကိုဒီကနေ့မနေ့ပိုင်းမှာစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာဖျားเจ้าနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။ဒီကနေ့ဇန်နဝါရီလ14ရက်နေ့မနေ့အစောတနင်္လာဝင်းချိန်ခါမှာစစ်ကော်မရှင်တပ်ကလန်တဲကြီးရွာကိုဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ RC ဖျားเจ้า Revival Baptist Church ဖျားเจ้าနဲ့ရွာအနီးဝန်းကျင်တွေမှာဘုံတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNO/CNDF မှပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကအဲ့ဒီဘက်မှာစီရေးဖော်ဆောင်တာတော့မရှိပါဘူးအဲ့ဒီရွာနဲ့တိတ်တော်မနီးတဲ့နေရာဝင်းကျင်မှာဝေဗလာဘက်ကတက်လာတဲ့စစ်ကြောင်းကရှိနေတယ်အဲ့ဒီရွာမှာကျွန်တော်တို့တပ်ဖွဲ့တွေတက်ချထားခြင်းလည်းမရှိဘူးဘာမှလည်းစီရေးမရှိပါဘူးဒါပေမဲ့သူတို့အနေနဲ့ဂျက်ဖိုင်တာနဲ့ဖြစ်တယ်လို့သိရပါတယ်လို့ပြောပါတယ်ဖျားเจ้าနှစ်เจ้าနဲ့အနီးဝန်းကျင်ရှင်နေအိမ်တချို့တို့ထိခိုက်ပျက်စီးမှုရှိနေတယ်လို့လက်တလောသတင်းရရှိထားပေမဲ့လည်းအသေးစိတ်အခြေအနေကိုမသိရသေးကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်အခုတလို့ဆိုရင်ဒီဘောဖက်ဆေးရုံဆိုရင်လေကြောင်းကနေချတာပဲဘာတော်လှန်ရေးမှာတက်ဆွဲထားခြင်းမရှိတဲ့နေရာတွေပါအဓိကပြည်သူတွေအကြောက်တရားရှိအောင်ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ပြစ်တယ်လို့ယူဆရပါတယ်လို့စလိုင်းတင်မီကဆက်လက်ပြောပါတယ်လန်တဲကျေးရွာဟာဖလန်မြို့နဲ့15မိုင်ခန့်ကွာဝေးပြီးတော့ဝေဗလာနဲ့ဖလန်ကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဇန်နဝါရီလ17ရက်နေ့ကလည်းဖလန်မြို့နယ်တိဘော်ကျေးရွာနဲ့စင်ဘီဟိုင်းကျေးရွာတွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့တိဘော်တိုက်နယ်စီယုံလုံးဝပျောက်စီးသွားပြီးနေအိမ်တချို့လည်းထိခိုက်မှုရှိခဲ့ပါတယ်။စစ်ကော်မရှင်တပ်ဟာဖလန်မြို့ကိုဥတီပြီးတော့တိုင်ငံဖလန်စစ်ကြောင်းနဲ့ဝေဗလာဖလန်စစ်ကြောင်းနဲ့2025ခုနှစ်နိုဝင်ဘာလဆန်းပိုင်းကစပြီးတော့စစ်ကြောင်းထိုးလာခဲ့ရမှာတော့ချင်းပူပေါင်းတပ်တွေကခုခံကာကွယ်တိုက်ခိုက်လက်ရှိနေပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့အိန္ဒိယမြန်မာနယ်စပ်တမူးခရိုင်ထဲမှာအာဏာသိမ်းပြီး9နှစ်တာကာလအတွင်းမှာစစ်ကော်မရှင်တပ်ကကျိုးလွန်တာကြောင့်အပြစ်မဲ့ပြည်သူ169ဦးသေဆုံးခဲ့ပြီးမတရားဖမ်းဆီးခံရသူ198ဦးအထိရှိခဲ့တယ်လို့ကိုကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံး KWHRO ကအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်ကူကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးဟာအိန္ဒိယမြန်မာနယ်စပ်ဒမိုခရိုင်အတွင်းမြင့်တက်နေတဲ့တိုက်ပွဲတွေအကြားဒေသခံပြည်သူတွေကြုံတွေ့နေရတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဒေသအခြေအနေတွေနဲ့အထူးသဖြင့်အမျိုးသမီးများကြုံတွေ့နေရတဲ့အခက်အခဲတွေတင်ပြထားတဲ့လေးလတစ်ကြိမ်ထုတ်ဝေတဲ့အစည်းအဝေးစာကိုဇန်နဝါရီလ10ရက်နေ့ကထုတ်ပြန်ခဲ့တာပါကိုကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးကတာဝန်ရှိသူမှတ်ပွင့်တို့ကကိုကီအမျိုးသမီးဆိုင်ရာလူအခွင့်အရေးအစည်းအရုံးအနေနဲ့ကျမတို့ဒေသမှာရှိတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ဒေသအခြေအနေအမြဲတမ်းလေးလတစ်ကြိမ်နေမြေအခြေအနေတွေကိုစောင့်ကြည့်ပြီးမှအမြဲတမ်းထုတ်ပြန်တာဖြစ်ပါတယ်။အဓိကကိုကီလူမျိုးတွေနဲ့ကိုကီဒေသမှာရှိနေတဲ့နေထိုင်နေတဲ့ပြည်သူတွေလည်းဘလို့ထိခိုက်ခံစားရတဲ့ဆိုတဲ့ဟာတကဘာလုံးသိအောင်ကျမတို့ကြားခံပြီးမှလုပ်တာဖြစ်ပါတယ်။နောက်တစ်ခုကနောက်တစ်ချိန်မှာတရားမျှတမှုနဲ့ပတ်သက်ပြီးတော့စကားပြောရတဲ့အချိန်ကျရင်ထိခိုက်ခံစားရတဲ့သူတွေကဒီအတိုင်းထိခိုက်ခံစားရပြီးမှပြီးသွားတာမဟုတ်ဘဲနဲ့ပြန်လည်ကုစားမှုအပိုင်းမှာလည်းကျမတို့တရားမျှတမှုတွေလည်းလိုချင်တဲ့အတွက်အချက်လက်တွေကောက်တယ်ထုတ်ပြန်တယ်အချက်လက်သိမ်းဆည်းတာတွေလည်းလှုပ်ဆောင်တယ်လို့ကိုကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးမှတာဝန်ရှိသူမှတ်ပွင့်တို့ကပြောပါတယ်ပြီးခဲ့တဲ့2021ခုနှစ်ကနေ2025ခုနှစ်နှစ်ကုန်အထိစစ်ရေးပြိပခါကြောင့်ဒေသအတွင်းလူဦးရေ24,800ခန့်ဥအိမ်ဆုံးခွာစစ်ဘေးတိမ်းရှောင်ရပြီးတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းတပ်ဖြတ်ခြင်းနဲ့၎င်းတို့လက်အောက်ခံပြူစောတိအဖွဲ့တွေရဲ့မတရားဖမ်းဆီးရိုက်နှက်တပ်ဖြတ်မှုတွေအပြင်မြေမြုပ်မိုင်းတွေကြောင့်အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အပြစ်မဲ့ပြည်သူ169ဦးသေဆုံးခဲ့ရတယ်လို့အစီရင်ခံစာကဖော်ပြထားပါတယ်
စစ်ကော်မရှင်တပ်နဲ့ပြိုစောတီးတွေကြောင့်တည်ဆုံးသူတွေဟာအမျိုးသား85ဦးအမျိုးသမီး39ဦးကလေးငယ်15ဦးနဲ့ကြားမအတည်ပြုလို့မရသူ32ဦးတို့ရှိကြပါတယ်။ဒါအပြင်အရက်သားပြည်သူ143ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့မတရားဖမ်းဆီးခံခဲ့ရသူပေါင်း198ဦးနဲ့ဈေးရွာပေါင်း20ကနေလူနေအိမ်နဲ့အဆောက်အဦပေါင်း1000ကျော်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်စက်တင်ဘာလကစပြီးတော့ဒီဇင်ဘာလ4လအတွင်းမှာစစ်ကော်မရှင်ဟာလေကြောင်းတိုက်ခိုက်မှုပေါင်း3ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှု10ကြိမ်ပြုလုပ်ခဲ့ပြီးတော့အရက်သားတပ်ဖြတ်သေဆုံးသူ10ဦးထိခိုက်ဒဏ်ရာရရှိသူ10ဦးဖမ်းဆီးခံရသူ22ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်အဆောက်အဦထိခိုက်ပျက်စီးမှု10လုံးနဲ့စပီးရှောင်လူဦးရေ1000အထိရှိခဲ့တယ်လို့အစီရင်ခံစာကဖော်ပြထားပါတယ်။စပီးရှောင်အများစုဟာအိန္ဒိယမြန်မာနယ်စပ်တလျှောက်မှာခိုလုံနေကြပြီးတော့တချို့ဟာလေတောတွေစိုက်ခင်းတွေမှာနေထိုင်ရပြီးကလေးငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေကာကွယ်ဆေးတွေထိုးနှံခြင်းအပဝင်အရေးပေါ်ဆေးဝါးကုသရေးပိုင်းမှာလည်းအခက်အခဲတွေကြုံတွေ့နေကြရတယ်လို့သိရပါတယ်။လက်ရှိမှာတော်လှန်ရေးအင်အားစုတွေဟာတမိုးမြို့အထက်ပိုင်းမြို့အသစ်မြို့နယ်နဲ့တမိုးအောက်ပိုင်းခံပတ်နဲ့အများစုကိုထိန်းချုပ်ထားပြီးတော့စစ်ကော်မရှင်တပ်ဟာတမိုးမြို့ပေါ်ရပ်ကွက်တွေနဲ့အခြားကျေးရွာတွေကိုထိန်းချုပ်ထားတာကြောင့်လက်နက်ကြီးပစ်ခတ်ခြင်းတွေလေကြောင်းတိုက်ခိုက်ခြင်းတွေလည်းမကြာခဏပြုလုပ်လက်ရှိနေကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးမှာစစ်ကော်မရှင်တပ်ဖွဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒီဇင်ဘာလအတွင်းမှာသေဆုံးသူ40ဦးအထိရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ24ဦးရှိခဲ့တယ်လို့ Women for Justice WJ ကဇန်နဝါရီလ23ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။ချင်းပြည်နယ်မှာမိုင်းကြောင့်ပြည်သူ2ဦးသေဆုံးခဲ့က2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လူငယ်4ဦးဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်ကနီမြို့နယ်ဒီဘေးရင်မြို့နယ်နဲ့ခင်အိုမြို့နယ်တွေမှာစစ်ကော်မရှင်တပ်ဖွဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသား18ဦးအမျိုးသမီး12ဦးအမေမသိ8ဦးသေဆုံးခဲ့ရကောင်23ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဖော်ပြချက်မှာပါရှိပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ချင်းပြည်နယ်မှာဖျားကြောင်3ကြောင်လူနေအိမ်34အိမ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။ချင်းပြည်နယ်အတွင်းမှာစစ်ကော်မရှင်တပ်ဖွဲ့ထိုးစစ်ကြောင့်လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်ခဲ့ရပြီးတော့စီးပွားရေးအဆက်မတန်ဈေးနှုန်းမြင့်တက်လာခြင်းတွေကြောင့်ဓာတ်မိုင်ဆောင်ရှောက်မှုအခက်အခဲတွေနဲ့အမျိုးသမီးများစီးပွားရေးစာဝတ်နေရေးအခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရတယ်လို့ Women for Justice WJ ကဆိုပါတယ်။စစ်ပွဲတွေကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင်ရာသီဥတုအကူအပြောင်းကြောင့်ကိုဝင်ဆောင်မိခင်များတက်ကြီးရွယ်အိုများနဲ့ကလေးသူငယ်များနေမကောင်းတဲ့အပြင်အမျိုးသမီးတွေအနေနဲ့လုံခြုံမှုမရှိခြင်းကြောက်ရွံ့နေရခြင်းကြောင့်ကျန်းမာရေးရုပ်ရော့လာကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုအခက်အခဲတွေစိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ချင်းပြည်နယ်အပါအဝင်စကိုင်းတိုင်းဒေသအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဟာလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေဘုံကျဲတိုက်ခိုက်မှုတွေကိုအစစ်မပြတ်ပြုလုပ်လက်ရှိတဲ့အပြင်ပြည်သူနေအိမ်တွေကိုမိရှုခြင်းစစ်ပွဲတွေအတွင်းမှာအမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေကို Women for Justice WJ ကလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပါတယ်။ Women for Justice ဟာအမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့ဖြစ်ပြီးတော့စစ်ကော်မရှင်ရဲ့ဖက်ပေါင်းဆောင်ကနေလူအခွင့်အရေးကျူးလွန်မှုတွေကိုအရေးယူမှုလှုံ့ဆော်နိုင်ဖို့အတွက်မြေပြင်သစ်တည်စုဆောင်မှတ်တမ်းယူလက်ရှိနေပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုနာတိုရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနှုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်